ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီးTikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထိုးတာအကျိုးပြုကနေရက်တည်ပြီးတော့ဒီအနည်းဆုံးနဲ့ကြီးအောင်တဲ့ပွဲစဉ်လေးတွေကိုဗီဒီယိုလေးနဲ့တော့တင်ဆက်ပေးနေဖြစ်တဲ့ကြောင့်ကျွန်တော်ဗီဒီယိုလေးကို like ရ follow လေးနှိပ်ထားပေးလို့ရပါတယ်ဗျဟုတ်ကဲ့ဒီကနေ့ညမှာဆိုတော့ကျွန်တော်ဒီပွဲချုပ်သုံးသက်ချက်လေးမပြောခင်မှာမင်းညကကျွန်တော်ရေးချက်ပေးခဲ့တဲ့ပွဲစဉ်လေးကိုကျွန်တော်ပြန်လည်ပြီးသုံးသက်ပေးပါဗျမင်းညကဆိုတော့ကျွန်တော်ကတော့ဒီစပိန်လာလီဂါပွဲစဉ်တွေကဒီရီယယ်ပက်နဲ့ဘာစီလိုနာတို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီဘာစီလိုနာ body လေးကိုကျွန်တော်ရွေးချယ်ပြီးဂိုးပေါင်းအောင်လေးကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဗျဒီဘာစီလိုနာ body လေးရဆိုရင်တော့ဒီ3-5ဆိုတဲ့ရလက်လေးထွက်ပေါ်ကြတာဖြစ်တဲ့ကြောင့်မလို့100ခန့်လုံးအပြည့်နိုင်ရရှိခဲ့ပြီးတော့ဒီဂိုးပေါင်းအောင်လေးရဆိုရင်တော့အဆင်မပြေမှုလေးဖြစ်ခဲ့ပါတယ်ဗျနောက်ပြီးကျွန်တော် Telegram VMB channel လေးမှာဆိုရင်တော့ကျွန်တော်ကတော့ဒီသတင်းတပွဲကောင်းအနေနဲ့ကျွန်တော်3ပွဲတိတိရွေးချယ်ပေးခဲ့ပါတယ်အဲ့ဒီ3ပွဲမှာဆိုရင်ကျွန်တော်ကဒီဘီလာရီရဲ့ body ဘာစီလိုနာ body နဲ့ကျွန်တော်ဒီချက်စီး body ဆိုပြီးကျွန်တော်တပွဲကောင်းအနေနဲ့3ပွဲတိတိရွေးချယ်ပေးခဲ့ပါတယ်ဘီလာရီရဲ့ကလည်း100ခန့်လုံးအပြည့်နိုင်ရရှိတယ်ဒီဘာစီလိုနာလည်း100ခန့်လုံးအပြည့်နိုင်ရရှိခဲ့ပြီးချက်စီးလေးရဆိုရင်တော့ဒီတည်ကြခဲ့တာဖြစ်တဲ့ကြောင့်မလို့50လေးချိုးနေခဲ့တယ်เนาะကျွန်တော်ရဲ့ဒီ Telegram VMB channel လေးမှာဆိုရင်တော့ကျွန်တော်ဒီ12လပိုင်း1ရက်နေ့ကနေပြီးတော့ဒီ6ရက်နေ့အထိကျွန်တော်ရဲ့ရွေးချယ်မှုပွဲစဉ်လေးရဆိုရင်ဒီအရှုံးစွာဗာလေးလို့မရတော့အောင်ဒီနေတိုင်းအနိုင်ရလက်လေးတွေထွက်ပေါ်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ Telegram channel လေးကိုမကျွမ်းရတဲ့ညီကိုလေးရှင်လာရောက်ကျွမ်းကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျကျွန်တော် Telegram channel လေးမှာဆိုရင်တပွဲကောင်းလေးတွေရော model လေးတွေရောနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေဖြစ်တဲ့ကြောင့်မလို့ကျွန်တော် Telegram channel လေးကို meeting မဆိုအခမဲ့အနေနဲ့လာရောက်ကျွမ်းလို့ရပါတယ်ဗျကျွန်တော် Telegram channel လေးကိုကျွမ်းကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကကွန်မန့်မှာကျွန်တော် Telegram channel link လေးချပေးထားပါတယ်နောက်ပြီး TikTok လေးရဲ့ bio မှာဆိုလဲဒီ Telegram channel link တွေရောဒီ Viber နံပါတ်တွေရောကျွန်တော်ချပေးထားဖြစ်တဲ့ကြောင့်မဆို meeting မဆိုလာရောက်ကျွမ်းလို့ရပါတယ်ဗျဟုတ်ကဲ့ဒီကနေ့ညမှာဆိုလဲကျွန်တော်ရဲ့ဒီအနီးဆက်ဆုံးနဲ့ကြည့်အောင်နိုင်ဆိုပွဲစဉ်တပွဲလို့ကျွန်တော်ပြောလို့ရတယ်ဒီ Italy City ရဲ့ပွဲစဉ်တွေကဒီနာပိုလီတင်းနဲ့ဂျူဗန်တက်တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုသုံးသက်ပေးတော့မှာဖြစ်ပါတယ်ဗျဒီအင်ရှင်နာပိုလီတင်းရဆိုရင်ဒီအီတလီစီးတီးရဲ့ MPC မှာ73ပွဲရှင်မှန်ကစားထားပြီးဒီ6ပွဲနိုင်တပွဲတည်း3ပွဲရှုံးဆိုတဲ့ရလနဲ့ရမယ်28မှတ်ရရှိကအဆင့်3နေရာမှာရပ်တည်နေတဲ့တင်းတင်းဖြစ်တဲ့ဗျဒီအဆင့်2နေရာက AC မီလန်နဲ့ရမယ်တူညီနေတဲ့အတင်းတင်းလည်းဖြစ်တဲ့ဟုတ်ကဲ့ဒီအဝေးကွင်းဖြစ်တဲ့ဂျူဗန်တက်တင်းကတော့ဒီအီတလီစီးတီးမှာ73ပွဲရှင်မှန်ကစားထားပြီးဒီ6ပွဲနိုင်5ပွဲတည်း2ပွဲရှုံးဆိုတဲ့ရလနဲ့ရမယ်24မှတ်ရရှိကဒီအဆင့်ခုနေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တယ်ဗျဒီလိုအဆင့်2နဲ့အဆင့်3နဲ့အဆင့်9နဲ့တွေ့ဆုံမှုပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီပထမဆုံးတစ်ချက်အနေနဲ့ဒီအကျော်ပေးမှုလေးကိုကျွန်တော်ပြောချင်ပါတယ်ဗျဒီနေ့ညမှာဆိုရင်ဒီအင်ရှင်နာပိုလီအတင်းအဒီ level ပြ30ရှုံးနဲ့ဂိုးပေါင်းချင်းနှလုံးပြ20ရှုံးဆိုတဲ့ကြီးတန်းလေးဖွင့်ထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျlevel ပြ30ရှုံးနဲ့ဂိုးပေါင်းချင်းနှလုံးပြ20ရှုံးဆိုတဲ့ကြီးတန်းလေးရဆိုတော့ဒီတစ်ဖက်တွင်းကိုတွေကပဲဂိုးတွင်းမဲ့ဆိုတဲ့ကြီးတန်းလေးကျွန်တော်ကမြင်မိတယ်ဗျဘာကြောင့်လဲဆိုတာကိုကျွန်တော်အောက်မှာချာလေးရှင်းပြမယ်ဗျဒီအင်ရှင်နာပိုလီအတင်းရဆိုရင်ဒီပြီးခဲ့တဲ့ပွဲစဉ်ကယိုမာကိုဒီအဝေးကွင်းမှာပဲ1-0ဆိုတဲ့ရလက်လေးနဲ့အနိုင်ရရှိထားတယ်နောက်ပြီးသူ့ရဲ့အိမ်ကွင်းမှာရှင်မှန်ခဲ့တဲ့နောက်ဆုံး5ပွဲမှာဆိုရင်လည်း3ပွဲတိတိအနိုင်ရရှိပြီး2ပွဲတည်ကြကသူ့ရဲ့အိမ်ကွင်းမှာရှင်မှန်ခဲ့တဲ့နောက်ဆုံး5ပွဲစလုံးရှုံးနေထားတာမတွေ့သေးရဘူးကျွန်တော်တွေ့ရတယ်ဗျနောက်ပြီးသူ့ရဲ့အိမ်ကွင်းမှာရှင်မှန်ခဲ့တဲ့နောက်ဆုံး5ပွဲမှာဆိုရင်သူရဲ့တိုက်စစ်က8ဂိုးတိတိကိုတွင်ပြီးခန်းစစ်က2ဂိုးတန်လင်ဂိုးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအင်ရှင်နာပိုလီတင်းဟာဒီတိုက်စစ်ပိုင်းမှာဆိုရင်တော်တော်လေးအားကောင်းပြီးတော့ဒီခန်းစစ်ပိုင်းမှာဆိုလည်းတော်တော်လေးချစ်လက်အတင်းအိမ်ကွင်းတော်တော်လေးအားကောင်းတဲ့အတင်းလည်းဖြစ်တယ်ဒီအဝေးကွင်းဖြစ်တဲ့ဒီကျူပင်တဲ့အတင်းကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့သူကဒီကက်ကလီယာကိုသူ့ရဲ့အိမ်ကွင်းမှာပဲ2-1ဆိုတဲ့ရလက်နေတဲ့ အနိုင်ရရှိခဲ့တယ်နောက်ပြီးသူ့ရဲ့ဒီအဝေးကွင်းတော့ရှင်မြန်ခဲ့တဲ့နောက်ဆုံး5ပွဲကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်သူတို့က3ပွဲတိတိရှုံးနေပြီးတပွဲတည်းတပွဲတည်းလည်းအနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျဒီကျူပင်တဲ့အတင်းရဆိုရင်ဒီအဝေးကွင်းတော့ရှင်မြန်ခဲ့တဲ့နောက်ဆုံး5ပွဲမှာဆိုရင်သူတို့ရဲ့တိုက်စစ်က3ဂိုးတန်လင်ဂိုးသွင်းနိုင်ပြီးတော့ခန်းစစ်ကတော့ဒီ6ဂိုးတိတိဂိုးပြန်ပေးထားတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျဂျိုပင်တက်ကဒီအိမ်ကွင်းအကောင့်နဲ့ဆိုပေမဲ့ဒီအဝေးကွင်းတွားရောက်ဆန်းဆောင်တဲ့ပွဲစဉ်လေးမှာဆိုရင်ဒုတိယတိုက်စစ်ကဒီအားနဲ့ချက်လေးတွေရှိပြီးတော့ခန်းစစ်ကဆိုရင်လည်းတော်တော်လေးအမားများနေဖြစ်တဲ့ကြောင့်ဂိုးလေးတွေပြန်လေပေးနေရတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျနောက်ပြီးဒီနေ့တင်းရဲ့ head to head ဖောင်ကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်လည်းဒီနေ့တင်းရဲ့ head to head ဖောင်နာပိုလီရဲ့အိမ်ကွင်းမှာလာတွေ့ဆုံခဲ့တဲ့ဒီနောက်ဆုံး5ပွဲကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်နာပိုလီရဲ့အိမ်ကွင်းမှာဆိုရင်နောက်ဆုံး5ပွဲသလုံးကိုလည်းဒီအင်ရှင်နာပိုလီအတင်းကပဲအနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုတော့ကျွန်တော်ကတော့ဒီ level ပြ30ရှုံးဆိုတဲ့ခြေတန်းလေးဖွင့်ထားတာလို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနာပိုလီတင်းတက်ကပဲဂိုးတွင်းမယ်လို့ဂိုးတွင်းလိမ့်မယ်ဆိုတဲ့ခြေတန်းလေးဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဂိုးပေါင်းစရာဆိုရင်နှလုံးပြ20ရှုံးဆိုတဲ့ခြေတန်းလေးဖွင့်ထားတာချင်းဖြစ်တယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒါကြောင့်မလို့ဒီနေ့ညမှာရှင်မှန်ကစားတော့မယ်ဒီနာပိုလီတင်းနဲ့ဒီဂျူပင်တက်တို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီအင်ရှင်သတင်းတက်ကပဲဂိုးတွင်းပြီးတော့ဒီနာပိုလီကပဲအနိုင်ရရှိသွားမယ်လို့မြင်မိတဲ့အတွက်ကြောင့်မလို့ဒီနာပိုလီ body လေးကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဗျဂိုးပေါင်းစည်းမှာဆိုရင်တော့ကျွန်တော်ကတော့ဒီအင်ရှင်နာပိုလီတင်းကဒီအဆင့်2နေရာက AC မီလန်နဲ့ရမယ်တူညီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်တင်းစလုံးကတာအနိုင်ရရှိခဲ့ရင်ဒီအဆင့်ဂိုးကွာချချက်နဲ့တာအဆင့်တင်းနဲ့နှစ်နေရာမှာဆက်လက်ပြီးရက်တည်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာနာပိုလီကဂိုးများများဆဆတွင်းလိုက်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဂိုးများများဆဆတွင်းပြီးတော့ဒီအနိုင်ရလက်ချင်းတူညီနေရင်တော့မှဒီဂိုးကွာချချက်နဲ့အဆင့်1နေရာမှာရောက်ရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဒီဂျူပင်နဲ့တွေ့ဆုံတဲ့ပွဲစဉ်လေးမှာဂိုးများများဆဆတွင်းလိုက်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းပေါ်လေးကိုကျွန်တော်ရွေးချက်ပေးခဲ့ပါတယ်ဗျဂိုးရလက်အနေနဲ့ကတော့ဒီ 2C 3C 4C လောက်ထိပါသွားမယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျဒီနေ့ညမှာရှင်မှန်ကစားတော့မယ်ဒီနာပိုလီတင်းနဲ့ဂျူပင်တက်တို့ပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်ကတော့ဒီအင်ရှင်နာပိုလီ body နဲ့ဂိုးပေါင်းအပေါ်လေးကိုပဲကျွန်တော်ရွေးချက်ပေးခဲ့ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရွေးချက်မှုပွဲစဉ်လေးကိုချင်းမဲ့ဆိုတော့အတွေးတူတဲ့အချက်တွေစဉ်ဆော့ကစားလို့ရပါတယ်အတွေးမတူရင်ဘက်ကနိုင်ပါတယ်ဗျရလက်ကောင်းတွေရရှိပါစေလဲကျွန်တော်ဒီညကနေပြီးတော့ဆွတ်မော်ကောင်းတောင်းပေးလိုက်ပါတယ်ဗျနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတူတယောက်ချင်းချင်းစီတိုင်းကိုကျွန်တော်ကတော့ကျေးဇူးအထူးတင်ရှိပါတယ်ပြောကြားနေပဲဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ